အဲ့တော့1နှစ်3လေးအခွေကြောင့်1နှစ်3လေးနေကုန်အခွေကြောင့်1ရက်2ရက်3ရက်4ရက်5ရက်268လေးအပြီးနဲ့2ပူး86နော်စုံပြီး40တို့ဘာလို့ကြထားရရရှိတယ်နော်အမြန်ပြလိုက်မယ်ဒီမှာ1နှစ်3လေးအခွေကြောင့်1ရက်2ရက်3ရက်ထဲမှာနေပြီးသွားပြီ268လေးအခွေနဲ့84 64နော်2014နောက်တစ်ခုက2014ထဲမှာဒီ1နှစ်3လေးအခွေကြောင့်1ရက်2ရက်3ရက်4ရက်ထဲမှာ268လေးအခွေနဲ့24 268ပူနော်2012ကဒီမှာ1နှစ်3လေးလေးလုံးစီနီယံကြောင့်1နှစ်3 4 5 268လေးအခွေနဲ့82နော်စုံပြီးနေနဲ့38လဲလာထားတာရှိတယ်ဒါကြောင့်23468လို့ပြောရတာတကယ်က268အခွေဆိုရင်လုံလောက်ပြီနော်အဲ့တော့ဒီမှာ1နှစ်3အခွေ1နှစ်3အခွေကြောင့်1ရက်2ရက်3ရက်4ရက်5ရက်ထဲမှာ268လေးအခွေနဲ့10ပူး4ပူးရှိထားတယ်စုံပြီးနေနဲ့38တို့ဘာလို့ရှိထားတယ်ဗောနော်နောက်2021ထဲမှာဒီမှာ1နှစ်3ကြောင့်268လေးအခွေနဲ့ဒီမှာနေဖြစ်သွားပြီဗောနော်အဲ့တော့ဒီမှာ1နှစ်3အခွေကြောင့်1ရက်2ရက်3ရက်4ရက်ဒီမှာဖြစ်ပြီး10ပူး62 26နော်6ပူးအဲ့လိုဖြစ်ထားတယ်အဲ့တော့ဒီမှာ1နှစ်3အခွေကြောင့်1ရက်2ရက်3ရက်4ရက်5ရက်ဒီနေ့ကြောင်ပိတ်ပဲအဲ့ဒါထပ်ဖြစ်ရင်ဒီမှာ1နှစ်3ထပ်ခွေထားတာကြောင့်နောက်5ရက်ထဲမှာလည်းစုံပြီးရှိတယ်ဒီ1နှစ်3ကြောင့်လည်းဒီမှာ1ရက်2ရက်3ရက်4ရက်5ရက်ထဲမှာစုံပြီးကြောင်ပိတ်ရရမယ်အဲ့ဒါဖြစ်ပြီးတော့နောက်တစ်ခါထပ်ရေးပြီးတော့ထပ်ပြီးတော့စုံပြီးတစ်ခုထပ်ဖြစ်မယ်